မြန်မာကို ICG မှာတရားစွဲထားတဲ့ဂမ်ဘီယာနိုင်ငံရဲ့ထစ်တီမှုနဲ့ထူးဆန်းတဲ့သမိုင်းကြောင်းကမ္ဘာမြေပုံကိုကြည့်လိုက်ရင်အာဖရိကတိုက်ရဲ့အနောက်ဘက်အစွန်ဆုံးမှာမွေးတကောင်လိုရှည်လျားနဲ့ထူးဆန်းတဲ့ပုံသဏ္ဍာန်ရှိတဲ့နိုင်ငံအသီးသီးတစ်ခုရှိပါတယ်။အဲ့ဒီနိုင်ငံကတော့ဂမ်ဘီယာနိုင်ငံပါပဲ။မြန်မာနိုင်ငံသားတွေအတွက်တော့ဂမ်ဘီယာဆိုတာ2019ခုနှစ်မှာမြန်မာကို ICJ နိုင်ငံတကာတရားရုံးမှာတရားစွဲခဲ့တဲ့နိုင်ငံအဖြစ်နဲ့လူသိများပါတယ်။အာဖရိကရဲ့အသေးဆုံးနိုင်ငံလေးကဘာကြောင့်ဒီလောက်အထိတက်တည်ရှိနေရတာလဲသူတို့နိုင်ငံကဘလို့စတင်ထွက်ပေါ်လာတာလဲဒီနေ့မှာတော့ဂမ်ဘီယာနိုင်ငံရဲ့စိတ်ဝင်စားစရာသမိုင်းကြောင်းနဲ့လျှို့ဝှက်ချက်တွေကိုအပြည့်အစုံတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနိုင်ငံစတင်ထွက်ပေါ်လာပုံဂမ်ဘီယာနိုင်ငံရဲ့ဖြစ်တည်မှုဟာတခြားနိုင်ငံတွေနဲ့မတူဘဲအရန်ကိုထူးဆန်းပါတယ်ဒီနိုင်ငံရဲ့သမိုင်းဟာ15ရာစုနယ်ချဲ့ခက်ကနေစတင်ခဲ့တာပါအစပိုင်းမှာပေါ်တူဂီတွေအဲ့ဒီနောက်မှာဗြိတိရှနဲ့ပြင်သစ်တို့ကဂမ်ဘီယာမြစ်ကြောင်းတစ်လျှောက်ကိုအပိုင်ရဖို့အားပြန်ခဲ့ကြပါတယ်။ဒီနိုင်ငံရဲ့နယ်နိမိတ်ကဘာကြောင့်ဒီလောက်ရှည်လျားဖြစ်နေရတာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒန်တိုင်ရီရတာ19ရာစုမှာဗြိတိရှစစ်သင်္ဘောတစ်စီးဟာဂမ်ဘီယာမြစ်ထဲကိုမောင်းနှင်သွားရင်မြစ်လေကနေအမြောက်နဲ့လိုင်းပစ်ထည့်ပါတယ်။အဲ့ဒီအမြောက်ဆန်းကျတဲ့နေရာအထီးကိုဗြိတိရှတို့ကနယ်နိမိတ်ဖြစ်သတ်မှတ်ခဲ့တာပါ။ဒါကြောင့်ဂမ်ဘီယာမြစ်ရဲ့ဘေးတစ်ဖက်တစ်ချက်10မိုင်ပတ်လည်စီကိုပဲနိုင်ငံဖြစ်သတ်မှတ်ခဲ့တာကြောင့်မြစ်ကြောင်အတိုင်းကွေ့ကောက်ပြီးရှည်လျားတဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့တာပါ1965ခုနှစ်မှာတော့ဂမ်ဘီယာဟာဗြိတိရှတို့ကနေလွတ်လပ်ရေးရရှိခဲ့ပါတယ်မြန်မာနဲ့ ICJ အမှုရဲ့နောက်ွယ်ဒါဆိုရင်ဒီလောက်သေးငယ်တဲ့နိုင်ငံကဘာကြောင့်မြန်မာကိုတရားစွဲရတာလဲအဓိကအချက်ကတော့ဂမ်ဘီယာရဲ့တရားရေးဝန်ကြီးဟောင်းအာဘူဘာကာတမ်ဘာဒူကြောင့်ပါသူဟာအရင်ကရိုဝမ်ဒါနိုင်ငံကလူမျိုးတုံးတပ်ဖြတ်မှုတွေကိုစစ်ဆေးတဲ့ကုလသမဂ္ဂတရားရုံးမှာအလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။သူဟာရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုတွားကြည့်ရင်းနဲ့သူ့ရဲ့အတိတ်ကအတွေ့အကြုံတွေအရဒါဟာလူမျိုးတုံးတပ်ဖြတ်မှုဖွင့်နိုင်တယ်လို့ယူဆခဲ့ပါတယ်။အဲ့ဒီနောက်မွတ်စလင်နိုင်ငံများပူးပေါင်းဆောင်ရွက်မှုရေးအဖွဲ့ရဲ့ကိုစားဂမ်ဘီယာနိုင်ငံကဦးဆောင်ပြီးမြန်မာကို ICJ မှာတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။နိုင်ငံရဲ့ထူးခြားချက်နဲ့စီးပွားရေးဂမ်ဘီယာနိုင်ငံဟာအာဖရိကမှာအသေးဆုံးဖြစ်ုံတယ်မကပဲအစင်းရဲဆုံးနိုင်ငံတွေထဲမှာလည်းပါဝင်ပါတယ်။သူတို့ရဲ့အဓိကစီးပွားရေးကတော့မြေပဲစိုက်ပျိုးတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့မှာလှပတဲ့ကမ်းခြေတွေရှိတာကြောင့်အာဖရိကရဲ့ပြုံးရွှင်တဲ့ကမ်းရိုးတန်းလူသိများပြီးခရီးသွားလုပ်ငန်းကနေဝင်ငွေအများကြီးရရှိပါတယ်။နောက်ထပ်ထူးခြားချက်တစ်ခုကတော့ဂမ်ဘီယာမှာရီကောက်ကွေးလုပ်ရင်မေးပြအစားကြောက်ခဲတွေကိုသုံးပြီးမဲပေးကြပါတယ်။ဒါဟာစာမတတ်သူတွေကိုပါမှားယွင်းမှုမရှိဘဲမဲပေးနိုင်အောင်ဖန်တီးထားတဲ့သူတို့ရဲ့ကိုယ်ပိုင်ဓလေ့တစ်ခုပါပဲဖြစ်ပါတယ်။ဂမ်ဘီယာနိုင်ငံဟာမြေပုံပေါ်မှာသေးငယ်ပေမဲ့နိုင်ငံတကာမျက်နှာစာမှာတော့နိုင်ငံတကာရဲ့အားရမှုကိုရအောင်လုပ်ပြနိုင်ခဲ့တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့ဂမ်ဘီယာနိုင်ငံရဲ့သမိုင်းကြောင်းနဲ့ပတ်သက်ပြီးသင်ရောဘယ်လိုထင်ပါလဲ။ comment မှာရေးပေးသွားပါအောင်နော်။အခုလိုထူးဆန်းတဲ့ဘုဒ္ဓတာတွေကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်။ကြည့်ရှုအားပေးခဲ့တဲ့သူတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။